အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ပြောပြချင်တာကတော့ would you like to plot verb 1 နဲ့ do you want to plot verb 1ဒီနှစ်ခုကွာခြားပုံတွေကိုမျှဝေပေးချင်ပါတယ်ဒီနှစ်ခုကဘယ်လိုနေရာတွေမှာအသုံးပြုရမလဲဆိုတာကိုအဆုံးထိလိုက်ကြည့်ကြရအောင်အရင်ဆုံး would you like to plot verb 1ကိုအရင်ရှင်းပြပေးပါမယ်မြန်မာလိုပြန်ရရင်လောက်ချင်ပါသလားလိုချင်ပါသလားဆိုပြီးအဓိပ္ပာယ်ရပါတယ်ဘယ်လိုနေရာတွေမှာအသုံးပြုရမလဲဆိုတာကိုတော့ဥပမာကိုယ်နဲ့မတီးတဲ့သူတွေနဲ့စကားပြောချင်တဲ့အခါပြီးတော့ကိုယ့်ရဲ့ဧည့်သည်ကိုယ့်ရဲ့လုပ်ဖို့ကင်ဖက်တွေနဲ့စကားပြောချင်တဲ့အခါပြီးတော့လူကြီးတွေနဲ့စကားပြောတဲ့အခါဒီမှာအသုံးပြုရပါမယ်ဘာလို့လဲဆိုတော့ဒီ sentence ဟာယဉ်ကျေးတိမ်မွေးတဲ့ sentence မလို့ဒီနေရာဒီမှာအသုံးပြုရတာပါဥပမာစာကြောင်းလေးတွေကိုလိုက်ကြည့်ကြရအောင် Would you like to drink coffee ခင်ဗျာ coffee တောက်ချင်ပါသလား Would you like to sleep ခင်ဗျာအိပ်ချင်ပါသလားဒါတွေကတော့ Would you like to plot verb 1အသုံးပြုနည်းလေးပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ Do you want to plot verb 1ပဲဖြစ်ပါတယ်မြန်မာလိုပြန်ရင်လောက်ချင်လားလိုချင်လားဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဘယ်လိုနေရာတွေမှာအသုံးပြုရမလဲဆိုတာကိုတော့ဥပမာကိုယ်နဲ့ခင်မင်ရင်းနှီးတဲ့သူတွေကြားမှာမိသားစုတွေထဲမှာတကယ်ချင်းအချင်းချင်းစကားပြောချင်တဲ့အခါမှာဒါတွေကိုအသုံးပြုလို့ရပါတယ်ဥပမာစာကြောင်းလေးတွေကိုလိုက်ကြည့်ကြရအောင် Do you want to go with me မင်းငါနဲ့လိုက်သွားချင်လား Do you want to play football မင်းဘလုံးကန်ချင်လား Do you want to use my phone မင်းငါဖုန်းကိုသုံးချင်လားကြားတွေကတော့ Do you want to plot verb 1အသုံးပြုနည်းလေးတွေပဲဖြစ်ပါတယ်ကဲဒီနှစ်ခုကိုနားကျင်ကြည့်ရအောင် Would you like to plot verb 1ဆိုတာယဉ်ကျေးတဲ့စကားလုံးလူကြီးတွေနဲ့စကားပြောတဲ့အခါမှာဒါကိုအသုံးပြုရပါမယ် Do you want to plot verb 1ကတော့ပုံမှန်စကားလုံးကိုယ်နဲ့ခင်မင်ရင်းနှီးတဲ့သူတကယ်ချင်းအချင်းချင်းစကားပြောချင်တဲ့အခါမှာဒါကိုအသုံးပြုလို့ရပါတယ်ဒီနှစ်ခုကိုနားလည်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်